ဒီကနေ့ကျွန်တော်တို့ CB စက်ရုံမှာတစ်နေ့မှ15ရက်ပဲဖွင့်တဲ့နေကြပန်းစိုက်ပျိုးရေးမှာတွားလဲတာဖြစ်ပါတယ်အဲ့ဒီတော့ဝင်ချင်းပဲအဲ့ဒီမှာဈေးတွေပါတယ်ရှိပါတယ်နော်ဈေးတွေတော့အစုံပဲရောင်းနေနော်ဈေးလည်းမကြီးပါဘူးနော်အခုမြင်တွေ့နေရတာ CB တွေကစိုက်ပျိုးထားတဲ့နေကြပန်းတွေဖြစ်ပါတယ်အရန်ကိုလှနေရပဲဒါအဝင်ပေါက်လေးပေါ့နော်ဒီနေရာလေးကိုအရန်ကြိုက်တယ်နော်တက်ပုံရိုင်းအရန်ကိုလှတာပဲနေကြပန်းစိုက်ပျိုးရေးမှာဖွင့်နေတာ15ရက်ရှိပါပြီကျွန်တော်လည်းနောက်ဆုံးနေ့မှာလာဖြစ်ခဲ့ပါတယ်အဖော်မရှိလို့ပါအေးလို့အဖော်မရှိဘူးဆိုရင်ငါဘယ်မှမသွားရတော့ဘူးထင်တယ်လေအဲကြောင့်ကိုတယောက်လေးပဲလာခဲ့တယ်ဒီဖုန်းနဲ့လောက်ထားတာရမ်းမရည်နော်ဖုန်းကနားမှာတက်ပုံရိုက်ရင်အရန်ကိုကြွပြီးတော့တကယ်လူတက်ပုံကြီးမှမသိလိုက်တော့ဖြစ်သွားလိမ့်မယ်ကျွန်တော်လည်းဘာမှမပြင်ထားပါဘူးဒါကအလုတ်စင်းတဲ့ပုံလေးဖြစ်ပါတယ်မလာရင်လည်းနောက်တစ်နေ့မှလာရမှာမို့လို့လာဖြစ်အောင်လာလိုက်တာဖြစ်ပါတယ်အခုဆိုရင်မနေကြပန်းနေတယ်မှာနော်အရန်ဟောလှနေရပဲဒါကလာတော့15ရက်နေ့မို့နော်ပထမနေ့ဆိုအရန်ကိုပူပြီးလှမယ်ဒီထက်ပူပြီးအများကြီးကိုလှမှာဖြစ်ပါတယ်